တို့ရာတွင်တတိယမြောက်နေ့၌တဝယ်နောက်ဖက်ပင်လယ်တွင်မုန်တိုင်းကြီးကြသည်အမေသည်မုန်တိုင်းကြသည့်နေ့ကရေငံပိုင်ဥရှင်ကြီးနတ်ဗန်းရှင်ကြီးနတ်စသည့်ရိုးရာနတ်များကိုပူဇော်ပသသည်ဘေးမတိရမခပြန်ရောက်ပါစေကြောင်းဆုတောင်းသည်နောက်ရက်များတွင်လည်းပူဇော်ပသသည်တို့ဖြင့်တပတ်ခန့်ကြာသွားသည်ဖေတို့လေတိုက်ပြန်မရောက်သေး10ရက်မြောက်နေ့တွင်မူတဝယ်နောက်ဖက်ကျွန်းတစ်ကျွန်းတွင်လှေတစင်းလာတင်သည်ထိုလေသည်ဖေတို့လေတိုက်ထဲမှလှေဖြစ်သည်ထိုလေတစင်းမှအပအခြားလေများမှပင်လယ်ဘက်သို့မျောပါနစ်မြုပ်ကြကုန်ပြီဟုသိရသည်ဒီချိန်သည်အဖေကိုတန်ကြောင်းနောက်ဆုံးတွေးလိုက်ရခြင်းဖြစ်သည်အဖေသည်ဒီနေ့ကစပြီးအိမ်သို့ပြန်မရောက်တော့တန်ကြောင်းကစားဖို့ကြောက်ပစွန်လဲယူမလာနိုင်တော့သူ့အဖေသည်ပင်လယ်ကြီးဝါမျိုးစားတောက်ခြင်းကိုခံခဲ့ရပြီဒီအဆောက်၍တန်ကြောင်းသည်မုတ်ဆုံးမသာဘဝသို့ရောက်ခဲ့သည်အမေသည်တနတ်ပင်တို့လည်းမပြန်တော့တနတ်ပင်တွင်ရှိသည့်ဆွေမျိုးသားချင်းများလည်းမရှိတော့ပြီအမေသည်ကိုယ်တိုင်ထွက်၍အလုပ်လုပ်သည်မင်းကိုသည်ပေါ်ချိန်တွင်မင်းကိုသည်အငှားလိုက်စွတ်သည်တန်ငယ်ရိတ်သည်ကောက်ဆိုင်လိုက်သည့်အခါလိုက်သည်ကုံစိမ်းရောင်းသည်အများအပြားတော့ကုံစိမ်းရောင်းသည်ဟာများသည်ရာသီလိုက်ပေါ်သောဒီနံများကိုတောင်းတလုံးနှင့်ထည့်ကာတရချောင်းစီးသို့တက်ရောင်းသည်တရချောင်းဟာအပြန်တွင်ဘောလီအင်ကြီးကလေးများစံညက်ကလေးများစသည့်တပွေးစာနိုင်သောကုံသီးများကိုဝယ်၍ရွာတင်ရောင်းသည်တန်ချောင်းကြောက်ကြီးပေါက်တော့အမေဈေးမထွက်နိုင်ဝင်ငွေမရှိခြေငါစားရသည်ဓာတ်စာကိုလည်းခြေငါဝယ်ရသည်တန်ချောင်းကကြောက်ပေါက်ရာမှနလန်တော့ပြန်၍ထပါသည်ကြောက်ယောဂလည်းပေါက်ပါသည်တို့ရာတွင်မပေါက်သည့်အရာမပြောက်သည့်အရာနှစ်ခုတော့ကြံရစ်ခဲ့သည်တစ်ခုကတန်ချောင်းမျက်နှာပေါ်ကကြောက်ပေါက်မှာနောက်တစ်ခုကကျွေးတန်ချောင်းယောဂပျောက်သည်နဲ့အမေကုံစိမ်းပြန်ရောင်းရသည်တန်ချောင်းကတော့စာလဲတက်စေအထင်းချောင်းလဲတက်တာစေဆိုသည့်သဘောဖြင့်ဘုံကြီးချောင်းသို့ပို့လိုက်သည်ဘုံကြီးချောင်းဟာအတန်းချောင်းဖြစ်သည်တန်ချောင်းသည်ဘုံကြီးချောင်းတွင်6နှစ်လောက်နေခဲ့ရပြီး4တန်းအထိတင်ခဲ့သည်4တန်းတော့မအောင်အသက်က73နှစ်လောက်ရှိပြီဒီချောင်းမှာပင်တန်ချောင်းအစိမ်းလူပြီးတင်ကန်းစီသည်တန်ချောင်းကိုရင်ဘဝတွင်မပြောဥပုပ်တပတ်ဝက်ပြီးကိုရင်လူထွက်သည်အမေကိုလည်းတနာသည်အမေကပန်းနာရှိသည်မိုးအေးလည်းရင်ကျက်သည်ဒီတော့တန်ချောင်းသည်သူ့အတွက်အမေတောင်မသက်စေခြင်းချောင်းတစ်ခုခုဖြင့်အမေသွားဟဲလာဟဲလုံနေသည်ကိုလည်းမကြည့်ခြင်းထို့ကြောင့်ကိုရင်လူထွက်ပြီးတန်ချောင်းအလုပ်လုပ်သည်ကြီးကြီးကျယ်ကျယ်မဟုတ်အငှားကျွဲချောင်းသည်အလုပ်ဖြစ်သည်ကျွဲတကောင်နှစ်ချက်ဖြင့်ရွာထဲကကျွဲအချို့ကိုကြောင်းပေးသည်တလလျင်အစိမ်မျိုး30မျိုးတော့ရသည်တန်ချောင်းတက်တွင်မိမရသောအဖြစ်အပျက်တစ်ခုကျွဲချောင်းစဉ်ဟာကြုံခဲ့ဘူးသည်တန်ချောင်းကျွဲချောင်းသည့်စကြက်နှင့်မလန်မကန်းတွင်စကြက်တစ်ခုရှိသည်ဒီစကြက်တွင်သူတို့ရွာကအောင်မောင်းဟာလည်းကျွဲချောင်းသည်တို့ရွာတွင်အောင်မောင်းကကိုကျွဲကိုချောင်းသူဖြစ်၍တန်ချောင်းကအငှားချောင်းဟာသူဖြစ်သည်ဒီတော့အောင်မောင်းကတန်ချောင်းကိုနှိမ်ခြင်းသည်အဖေမပေါ်သည့်သားဟုပြောသည့်အခါပြောတတ်သည်သူများကျွဲကိုအငှားချောင်းပေးရသည့်တရောင်းစားဟုလည်းဆိုတတ်သည်တခါတည်းကြောက်ယူဟုလည်းခေါ်တတ်သည်တန်ချောင်းကြီးကျွဲတကောင်တလေသူ့စကြက်ဘက်သို့ရောက်သွားလျင်တန်ချောင်းကိုမေနှမကင်ဆဲတတ်သည်တန်ချောင်းသည်ပထမတော့အောင်ကြီးတီးခံသည်ကြောက်လဲကြောက်သည်အောင်မောင်းကတကြီးသားဆိုတော့အာနာပါဝါတွေရှိသည်အတိုင်ဝန်းကောင်းသည်ထိုများမကဗလာကလည်းတူထက်ကောင်းသည်တန်ချောင်းကအရက်ရှည်တော်လဲခန္ဓာကိုတိတ်မဖွင့်ပိန်ပိန်ရှည်ရှည်အောင်မောင်းကခင်တူဗလာကောင်းကောင်းဒီတော့တန်ချောင်းကအဆအရာရာတပန်းရှုံးနေသည်တခါတော့အောင်မောင်းကသူ့ခေါင်းကိုခဲနဲ့ထုသဖြင့်ခေါင်းကွဲသွားသည်တန်ချောင်းသည်နောက်စေရအမာရုပ်ကိုစမ်းမိတိုင်းအောင်မောင်းကိုနာကြီးသည်တို့ရာတွင်သူဘာမှမလုံးတော့တန်ချောင်းကငယ်ကြောက်ဖြစ်သည်တို့ရာတွင်အောင်မောင်းအမြဲတမ်းအနိုင်ကျင့်နေသည်ကိုတန်ချောင်းတီးမခံနိုင်တနေ့တွင်သူ့အဖေတငယ်ချင်းရခိုင်ရေလုံသားကြီးတယောက်ကတန်ချောင်းကိုကျင်ကန်တင်ပေးသည်တန်ချောင်းကြာကြာမတင်ရနှစ်ပတ်လောက်တင်လိုက်လျင်ပင်ကောင်းကောင်းကျင်ကန်တတ်ပြီတန်ချောင်းသည်အောင်မောင်းကိုလက်စားချေရန်အကွက်ကောင်းကိုစောင့်သည်ကြာကြာမစောင့်ရ
တနေ့ကျွဲကြောင်းရင်ဇယံနာရှိတရက်ချံတရက်သီးမှဲ့များကိုတန်ချောင်းဆွတ်လာသည်တန်ချောင်းကတရက်သီးတစ်လုံးစားမြေလို့အောင်မောင်းကပေါက်လာကသူ့လက်ထဲကတရက်သီးကိုလူယူလိုက်သည်ဟဲ့ကြောက်ယူတရက်သီးတစ်ခုအောင်မောင်းကတန်ချောင်းစားမိတရက်သီးကိုလက်တစ်ဖက်ဖြင့်မြှောက်၍ကစားနေသည်လက်တစ်ဖက်ကခါးတွင်ထောက်ထားသည်သူ့အမူအရာကမခိုးမခန့်ပြောင်လှောင်တရော်သည့်အမူအရာမျိုးဘလို့လဲကွာကြောက်ယူမင်းတို့မျိုးကခိုးလဲခိုးသလားတန်ချောင်းနှလုံးသည်လေမျိုးတို့စိုးတက်လာသည်ဟုထင်ရသည်မျက်နာတွေထူပူလာသည်မျက်လုံးတွေပြာလာသည်တန်ချောင်းသည်ဘာမှမပြောကျတဲ့တကောင်ကဲ့သို့လွှားကနေခုံကအောင်မောင်း၏ဝမ်းပိုက်ကိုခေါင်းနဲ့ပြစ်ဆောင်လိုက်သည်ထို့နောက်အောက်မှရှို့၍ပခုံးပေါ်သို့ထမ်းတင်ကနောက်သို့ပစ်ချလိုက်သည်အင်္ဂလိပ်မြည်တံနှင့်အတူအောင်မောင်းသည်မြေကြီးပေါ်တွင်ဆန့်ဆန့်ကြီးပက်လက်လန်းနေသည်တော်တော်နှင့်မထနိုင်တန်ချောင်းကပြန်ထလျင်ထိုးရန်အစင်သင့်မိုး၍စောင့်နေသည်အောင်မောင်းရုတ်တရက်ထမရဒီတော့မှတန်ချောင်းသည်ရှုံးမလျက်ရှိသောအောင်မောင်း၏မျက်နှာပေါ်သို့ထွီကနေအားရပါရတွေးထွေးချကလှည့်ထွက်လာခဲ့သည်ဒီနောက်အောင်မောင်းအနိုင်မကျင်ရဲတော့တန်ချောင်းကိုတွေ့လျင်တစ်ချက်မြလှမ်းကြည့်ပြီးနောက်တင်းမာသောတန်ချောင်း၏မျက်နှာကိုမြင်လိုက်သည်နှင့်မမြင်အောင်ပြုကရှောင်ထွက်သွားတတ်သည်ဒီကလေးကတန်ချောင်းတတိကောင်းလာသည်ရဲလာသည်မဟုတ်မခံသည့်တတိရှိလာသည်တန်ချောင်းသည်သင်္ကန်းတော်တစ်ခုကိုလည်းရလိုက်သည်လောက၌အာကြီးသူတိုင်းကိုကြောက်เสียမဟုတ်အငယ်ကအကြီးကိုနိုင်အောင်တတ်နိုင်သည်အားနည်းသူကအာကြီးသူကိုနိုင်တတ်နိုင်သည်အရေးကြီးသည်ကတတိနှင့်ကျွမ်းကျင်မှုလားဖြစ်သည်အသက်16နှစ်သားတွင်တန်ချောင်းပင်လယ်သို့လိုက်သည်ပင်လယ်လိုက်သည်ကိုအမေကတဘောမတူပင်လယ်တွင်အဖေအသက်ဆုံးခဲ့သည့်အတွက်ပင်လယ်ကိုအမေစိတ်နာသည်ပင်လယ်နှင့်ပတ်သက်ရမည့်အလုပ်မျိုးကိုအမေဝေးဝေးရရှောင်သည်တို့ရာတွင်တန်ချောင်းဟာအမေနှင့်ပြောင်းပြန်ဖြစ်သည်ပင်လယ်ကိုသူစိတ်ဝင်စားသည်ပင်လယ်၏တဘာဝကိုသူသိကျင်သည်သူ့ဖေကိုဝါမျိုးစားတော့ပြစ်ခဲ့သောပင်လယ်သည်မြည်သည့်အရာဖြစ်သည်သူငယ်ငယ်တုန်းကပင်လယ်၏ပုံပြင်များကိုအဖေထံမှကြားခဲ့ရဘူးသည်အဖေမရှိသည့်နောက်တွင်လည်းအမေထံမှသစဉ်ကြားရသည်ရခင်းပြင်ကျဲကြီးတစ်ခုတွင်ထိုးတော်မီကျွဲရန်ကြီးတစ်ကောင်ပြေးလာသလိုအပြောကျဲသောပင်လယ်ပြင်ကြီးပေါ်တွင်ကြောက်ဖွယ်အတန်ကိုပြုကပြေးလာတတ်သောလေပွေလှိုင်းကြီးများအကြောင်းကျွဲရန်ကြီးဖြတ်ပြေးရလမ်းတစ်လျှောက်တွင်တစ်ပင်မြက်ပင်တို့ဖျို့ဖျဲဖြစ်ကြံရိတ်ခဲ့သည့်နီးသူလေပွေလှိုင်းကြီးဖြတ်တန်းသွားရတစ်လျှောက်တွင်ကတောင်းကနေဖြစ်ကြံရိတ်ခဲ့သောပင်လယ်လှိုင်းတပိုးကြီးများအကြောင်းကြောက်ဆောင်ကြီးများမျောနေတကယ်သို့ရေပြင်ထက်တွင်3-4ရက်မြတက်ခါနေစာလှုံတက်ကြသောလင်းမိုင်ကြီးများအကြောင်းထိုအခါမျိုး၌၎င်းတို့၏ညီဆုပ်ဆုပ်အနံကြီးသည်မိုင်ပေါင်းများစွာအထိပြန့်နှံ့နေတတ်သည့်အကြောင်းဒုံးမြန်ထိပ်ဘူးကြီးတစ်ခုတက်လာသလိုမိတ်လိုက်ချိန်တွင်ပင်လယ်ပြင်ထက်ဝါတရက်အမြင့်လောက်အထိတန်းတန်းမတ်မတ်ကြီးတက်လာသောကစားမြူးထူးလျက်ရှိသည့်ငမန်းကြီးများအကြောင်းမီးတောင်ကြီးပေါက်ကွဲထွက်သလိုရေတို့ကိုရှုကနေမှုတ်ထုတ်၍ပြန်တက်လာသောငပြန်ကြီးများအကြောင်းတမိုင်ခန့်ကျဲ၍မိုင်ပေါင်းများစွာရှည်လျားသောငါအုပ်ကြီးများရွှေပြောင်းသွားလာကြပုံအကြောင်းကုန်းမြေဦးထင်ရသောပင်လယ်တန်လျက်များအကြောင်းညတွင်တဝင်းဝင်းတောက်နေကြသောပင်လယ်မီးစုံများအကြောင်းထောင်ပေါင်းများစွာသောပင်လယ်ကနန်းအုပ်ကြီးများပင်လယ်သို့သားချဆင်းကြသည့်အကြောင်းဘွိုင်လာဝကြီးပွက်ပွက်စုတကဲ့သို့တဟဲဟဲအော်မီစုပွက်လျက်ရှိသောပင်လယ်ဝဲကြီးများအကြောင်းမွေကြီးများရွေလိုက်တကဲ့သို့တွန့်လင်ကောက်ကွေးကအဆုံးအစရှာမရသည့်ပင်လယ်ရေစည်းကြောင်းကြီးများအကြောင်းအလွန်ခွန်အားကြီးသည့်ပင်လယ်ဘလူးကြီးတစ်ကောင်ကလေးညှို့ပြင်းပြင်းဖြင့်ပြစ်လိုက်သည့်လောက်စလုံးကြီးတစ်လုံးနဲ့ထင်ရအောင်ရေထဲတွင်ဝှီကနေလှစ်ကနေလှင်မြန်စွာဖြတ်တန်းသွားတတ်သည့်ကဘာလေကြီးများအကြောင်းပင်လယ်အောက်တနေရာတွင်ပင်လယ်ဘလူးကြီးနှစ်ကောင်ရန်ဖြစ်၍တပ်ပုတ်ကြသည်နှင့်ပင်လယ်အောက်တနေရာမှပေါ်ထွက်လာတတ်တော်လဲအတန်ကြီးများအကြောင်းမုန်တိုင်းတိုက်သည့်အခါများတွင်အိမ်လုံးလောက်ထိမြင့်တက်လာကခွေလိန်၍အနီးရှိအရာမှန်သမျှကိုဝါမျိုးခြေဖွားဖြက်စီးပစ်တတ်သောဖြာလိတ်လှိုင်းကြီးများအကြောင်းတခါတည်းရာသီဥတုကြီးလင်တာယာနေလျက်နှင့်လိုင်းပွဲကြီးတွေထကာလူစသေးရန်တောင်းသောပင်လယ်၏အော်တန်ကြီးများအကြောင်းပြောစီတုံရင်လည်းကြည့်လိုက်လျင်ကြောက်တုံးကြီးတုံးလိုအန်ရဲ့ကင်းတရားထင်ရတော့လဲရေသက်တော်ဝါများကိုစုပ်ယူဝါမျိုးပြစ်သောပင်လယ်မျှော်ကြီးများအကြောင်းကြောက်ပန်းပွင့်ကြီးတပွင့်လိုရေပေါ်တွင်ပေါ်နေရမှနတ်မောင်သောရေအောက်သို့ငုတ်ရှိုးပြောက်ွယ်သွားတတ်သောပ
င်လေရည်တရေကြီးများအကြောင်းရန်သူနောက်တို့လိုက်သောရေငုပ်တင်မောတစင်းပမာသွေးနံရသည်နှင့်အနက်နောက်တို့တန်း၍လိုက်လာသောခုံငမန်းကြီးများအကြောင်းတန်ကြောင်းသည်ပင်လေ၏ပုံပြင်များကိုကြားရကလေးကပင်လေသို့ရောက်ဖူးခြင်းသည်လိုဝဆန်းကျဲသောပင်လေကိုတူတွေ့ခြင်းသည်အဖေကိုပင်လေကဝါမျိုးစားတော့ပြစ်လိုက်ပြီးဆိုသောအခါတန်ကြောင်းသည်ပို၍ပင်လေကိုတိကျင်လာသည်တချို့ကပင်လေတွင်ပျော်ကြသည်တချို့ကပင်လေကိုကြောက်ကြသည်ကြောက်ဖွယ်ရတနှင့်အကျဉ်းဥွယ်ရတကိုပေးနိုင်သောပင်လေဆိုသည့်အရာသည်အဘယ်အရာနည်းတန်ကြောင်းသည်16နှစ်သားတွင်အမေမသိအောင်ပင်လေသို့လိုက်သွားသည်ဝေးဝေးလန်လန်မဟုတ်မိကျွန်းစုများဘက်စီသို့ထွက်သောတန်ငါလီများနှင့်လိုက်ခြင်းဖြစ်သည်ပင်လေသည်သူထင်ခဲ့သည့်ထက်အံ့ဩစရာကောင်းနေသည်ပျော်စရာကောင်းနေသည်လေပေါ်မှမွေး၍လေပေါ်မှတည်သွားကြသောစလုံးတွေလိုတူနေခြင်းသည်ပင်လယ်လိုင်းတံကိုသူနားထောင်ခြင်းသည်ပင်လယ်လိုင်းတံကိုပင်လယ်ထဲကနားထောင်ရခြင်းသည်ကုန်းပေါ်ကနားထောင်ရခြင်းနှင့်မတူပို၍မြည်ဟိန်းသည်အဝေးမှအမြောက်ကြီးများပြစ်ခတ်နေတကဲ့သို့ထင်ရသည်ထိုအတန်များသည်ပင်လယ်ကြီးလှုပ်ဝက်ဆန်းကျယ်ခြင်းခန္ဓာကြီးကျယ်ခြင်းကိုပို၍လေးနက်စေသည်ကမ်းမသောက်ကြီးများတွင်တက်၍နှက်တိုက်နိုင်ကြသူများကိုကြည့်၍လဲတန်ကြောင်းအံ့ဩရသည်မြင်မလာသောကမ်းမပြက်ကြီးများအလယ်တွင်နှက်တိုက်များရှိသည်နှက်တိုက်ရှိရာသို့ခါကိုကြိုးချီကတွဲလောင်းဆင်းလာကြသည်နေရန်ကြီးတစ်ခုတွင်ချိတ်ဆွဲထားသောအယုတ်ကလေးများနှင့်ပင်တူသေးသည်ပင်လယ်ကပြန်လာတော့အမေကစူသည်ရောငိုသည်ရောလှုပ်သည်တို့ရာတွင်တန်ကြောင်းကိုတားမရပင်လယ်တွင်တန်ကြောင်းပျော်သွားပြီဒီအားစား၍တန်ကြောင်းသည်တန်ငါလီများတွင်လူငားလိုက်သည်ဒီသောတွင်ခင်ကြီးနှင့်တွေ့ခြင်းဖြစ်သည်ခင်ကြီးကစီးပြူတော်နာပိုက်တကြီးသမီးဖြစ်သည်သူ့အဖေကတန်ငါလီ50သင်းနဲ့နိုင်လုံးပိုက်များစွာကိုပိုင်သည်တန်ကြောင်းလိုလူတိုက်ပင်လယ်မှပြန်လာချိန်တွင်ပိုက်တကြီးအိမ်ဟာထမင်းကျွေးတတ်သည်ခင်ကြီးကရေလုံသားတဲ့တွင်အသက်အငယ်ဆုံးသူနှင့်ရွယ်သူဖြစ်သောတန်ကြောင်းကိုစိတ်ဝင်စားသည်တန်ကြောင်းကမူခင်ကြီးကိုနည်းနည်းကလေးမှစိတ်ဝင်စားမိန်းမဆိုလီယာလည်းတစ်မျိုးဖြစ်သည်သူတို့ကိုစိတ်ဝင်စားသောယောက်ျားကလေးကိုသူတို့ကပို၍စိတ်ဝင်စားတတ်သည်ထိုယောက်ျားကလေးကသူတို့အပေါ်စိတ်ဝင်စားလျင်ဝင်စားလာအောင်လုပ်တတ်သည်ယောက်ျားကလေးတစ်ယောက်ကစိတ်ဝင်စားခြင်းမခံရသောမိန်းကလေးမျိုးဂယုစိုက်ခြင်းမခံရသောမိန်းကလေးမျိုးဘယ်သူမှမဖြစ်ခြင်းဒီတွင်ခင်ကြီးပရိရဲ့တစ်မျိုးစင်းသည်သူကစိတ်ဝင်စားဟန်ပြုလျင်ကိုယ်ကလည်းသူ့ကိုစိတ်ဝင်စားဟန်ပြုရမည်တို့ဖြင့်သူစိတ်ဝင်စားလာအောင်သူ့စိတ်ထဲတွင်ထူးခြားလာအောင်စူးစမ်းခြင်းလာအောင်ပြုရမည်တန်ကြောင်းလိုလူတိုက်ပင်လယ်ကပြန်လာလျင်ခင်ကြီးနှင့်အမေကထမင်းကျွေးကြရသည်ခင်ကြီးသည်ရေလုံသားမှန်သမျှကိုကိုယ်တိုင်ခုခက်ကျွေးသည်ဖော်ရွေစွာဆက်ဆံသည်တန်ကြောင်းကိုမူအဖတ်မတန်သည့်နဲ့ဆက်ဆံဖြစ်လိုက်သည်တခြားလူထမင်းစားနောက်ကြလျင်ကိုယ်တိုင်ခုခက်ကျွေးသည်တန်ကြောင်းထမင်းစားနောက်ကြလျင်တန်ကြောင်းရှိမှပင်အမေကိုခူးခိုင်း၍ကျွေးစေသည်အမေမရှိလျင်လဲသူကိုယ်တိုင်ခုခက်မကျွေးမိဖို့ကြောင့်လဲမဟုတန်ပြတ်နှင့်ပြောကာတခြားသူရှောင်ထွက်သွားတတ်သည်ဒီလိုကြုံရပင်များသောတန်ကြောင်းခံပြင်းလာသည်သူ့ကိုနှိမ်သည်ဟုထင်သည်အဖမတန်တဘောထားလိုက်သည်ထို့ကြောင့်ခင်ကြီးဒီပုံစံမျိုးဆက်ဆံလာလျင်ထမင်းမစားဘဲနေပြစ်လိုက်သည်ခင်ကြီးကတစ်ခါနှစ်ခါတော့မြည်သိုးမြမတုတ်ပြန်တို့ရာတွင်သူဒီလိုပြောတိုင်းတန်ကြောင်းကထမင်းမစားဘဲနေပင်များတော့ခင်ကြီးမနေနိုင်တော့တညက်နေမိုးချုပ်ချုပ်တွင်တန်ကြောင်းသည်ပင်လယ်ကမ်းဆက်ပိုက်သေးမှရွာသို့ပြန်လာခဲ့သည်ဒီတော့ကတန်ကြောင်းတို့ပင်လယ်သို့မထွက်ကြသေးလူငါးများလည်းအစုံမရောက်ကြသေးတန်ကြောင်းနှင့်အခြားရေလုံသားနှစ်ဦးကမူအိမ်မပြန်တော့ခင်ကြီးတို့ရွာမှာပင်ကြံရစ်ခဲ့သည်ပင်လယ်ထွက်ဖို့ပိုက်ဖာရမည်လှေများကိုလွန်းတင်ရမည်လှေပေါင်များကိုဖာရအောင်မည်တန်ကြောင်းသည်ပိုက်ဖာပြီးနောက်အိမ်သို့ပြန်လာခဲ့သည်အိမ်တွင်ဘယ်သူမှမရှိခင်ကြီးအဖေလည်းမရှိခင်ကြီးအမေလည်းမရှိခင်ကြီးမောင်ကလေးနှစ်ယောက်ကလည်းတောင်ပြင်တွင်ကစားနေကြသည်တန်ကြောင်းကထမင်းစားရန်ခတ်တုတ်ရေချိုးသည်ယနေ့ညနေထမင်းပူ၍စားသည်အတော်ကြီးထမင်းစားရအောင်ပြုတ်တန်ကြောင်းကဝေစားလဲပြီးမိဘဝါသို့သွားရက်သည်မိဘထဲတွင်ဘယ်သူမှမရှိသူ့အဖော်များလည်းမရှိပိုက်ဖာပြီးရက်ဆိုင်ထွက်သွားကြရမှအိမ်သို့ပြန်မရောက်ကြသေးတန်ကြောင်းကမိဘဝ
မိဘဝတွင်အဝမှာအထဲသို့လှမ်းကြည့်နေစဉ်နောက်တွင်ရိတ်ခနဲမြင်လိုက်ရ၍လှည့်ကြည့်လိုက်သည်သူမြင်လိုက်ရသူကခင်ကြီးကစတော်ဘယ်ရီအောင်တက်ထွန်လက်ပြက်အနက်ဘိန်းတွင်ခွေးရုပ်ဖြူကလေးတွေရိုက်ထားသည့်တရုတ်ဟဲရကော့ထမိန်ကိုဝတ်ထားသည်မျက်နှာတွင်ပကွက်ကြားကတနခါခြေဆုံးခေါင်းဆုံးလိမ့်ထားပြီးစပယ်ကုန်းတစ်ကုန်းကိုပန်ထားသည်လမ်းကြောင်းသည်တန်ကြာမြခင်ကြီးကိုစူးစိုက်ကြည့်နေမိသည်ခင်ကြီးကိုတခါမှဒီလောက်ကြာကြီးမကြည့်ဘူးခဲ့ဒီလောက်လှ၍ဒီလောက်ချစ်စရာကောင်းသည်ဟုလဲတခါမှမထင်ခဲ့ဒီလောက်လဲတခါမှစိတ်ဝင်စားမိခဲ့ခင်ကြီးကတန်ကြောင်းအကြည့်ကိုရင်မဆိုင်ရဲသဖြင့်မျက်လွှာကိုချထားသည်သမင်းမစားရသေးဘူးလားတန်ကြောင်းကခင်ကြီးတကိုယ်လုံးကိုတိမ်ကြုံ၍ကြည်ရင်မေးသည်ကြက်ပြီပဲစားညင်စားပါလားခင်ကြီးကခက်ဆူဆူဖြေသည်ခုမှမပေးသေးပဲဘယ်နဲ့လို့စားမလဲလက်ရှိသားပဲကိုယ့်ဘာသာကိုခူးစားပေါ့ခင်ကြီးကရွက်တိုက်ပြောသည်လည်းဖြစ်ခြင်းဖြစ်မည်တကယ်ပြောခြင်းလည်းဖြစ်ခြင်းဖြစ်မည်တို့ရာတွင်မိတို့ဖြစ်စေခင်ကြီး၏မျက်နှာမူရာနှင့်အတန်ကတန်ကြောင်းရင်ကိုထိခတ်သွားသည်ဘိုး၍ချစ်စရာကောင်းသည်ဟုထင်လာသည်ခင်ကြီးနှင့်သူတမီးသားစိတ်ကောက်နေပုံမျိုးဟုပင်ထင်လိုက်မိသေးသည်ဝင်ပြီးခူးစားတာကြိုက်မကြိုက်မသိလို့ပါဟာဟိုစမ်းလို့ခါတိုင်းနဲ့ခူးစားနေရပဲခင်ကြီးကမျက်လုံးရွယ်ကြီးများဖြင့်လှန်ကြည့်၍ပြောသည်ခါတိုင်းကတော့တော်ရှိရမဟုတ်လားမရှိလဲခူးစားပေါ့အားလုံးကြက်နေပြီပဲနင်ခူးမပေးဘူးလားခင်ကြီးကမဖြေဘဲနဲ့လဲခူးမပေးဘူးလားပေးနိုင်ပါကိုလက်နဲ့ကိုခူးစားပေါ့တကယ်ခူးမပေးဘူးလားဟိုခူးမပေးနိုင်ပါဘူးလို့ဆိုနေဘယ်နှခါပြောရမလဲတန်ချောင်းသည်ခင်ကြီးကိုငုံကြည့်သည်ကောက်ချောင်းပေါ်နေသောခင်ကြီးကိုလိုမွေးပြန်သောရနန်းတို့ကသူ့စိတ်ကိုမယိုးမရွဖြစ်စေသည်ကဲမပေးအောင်ဟာမပေးအောင်တန်ချောင်းကပြုတ်တူနေညှက်လိုက်သလိုခင်ကြီးကိုလုံးကိုတန်မာသောလက်မောင်းကြီးများနှင့်ဖြစ်ညှက်ကခင်ကြီးဘားကိုဘဲပြန်ညာပြန်မှုေးသည်ခင်ကြီးကကိုတွန့်ကခေါင်းဝေရမ်းသဖြင့်ယုံဖဲ့သည်ဘားကိုနမ်းမိသည်လည်းရှိသည်နရွက်လဲပင်စပင်တို့ကိုလည်းနမ်းမိသည်ခင်ကြီးကအသင်းယုံ၍လက်သီးဖြင့်ထုသည်တို့ရာတွင်မယုံနိုင်မထုနိုင်တန်မာသောတန်ချောင်း၏လက်မောင်းကြီးများထဲတွင်ညက်နေသည်တန်ချောင်းသည်အားရပါရမှုေးပြီးမှလွှတ်လိုက်သည်ခင်ကြီးသည်လက်ထဲမှလွတ်သွားသည်နှင့်တန်ချောင်းပါးကိုဖြန်းကနေတစ်ချက်ရိုက်ကအင်ခလောက်ဆွဲသို့ပြေးတက်သွားသည်ထိုနေ့နောက်တနေ့နေပေါင်းများစွာခင်ကြီးတန်ချောင်းကိုမျက်နှာချင်းမဆိုင်တန်ချောင်းကလည်းမျက်နှာချင်းဆိုင်မိအောင်မကြိုးစားတန်ချောင်းတွင်ခင်ကြီးသည်တပတ်လုံးမတွေ့ကြရှေးရမြောက်ညက်နေတွင်မူပထမဆုံးအကြိမ်တွေ့ကြသည်ထိုနေ့ညနေကပိုက်တဲတွင်တန်ချောင်းတယောက်တည်းကြံရိတ်ခဲ့သည်နောက်3-4ရက်ကြာလျင်ပင်လေတို့ထွက်ကြတော့မည်ပိုင်ညာကိုပြီးဖာရမည်ထို့ကြောင့်သူတယောက်တည်းပိုက်ဖာကြံရိတ်ခဲ့သည်အချိန်ကကုန်မန်းမသိကုန်သွားသည်နေလုံးနီနီကြီးကအနောက်ပင်လေပေါ်သို့တည်နှိမ်ဆင်းသွားသည်ခဏကြာတော့နေဝန်းနီနီကြီးကပင်လေရေစက်နှင့်ထိသွားသည်ကောင်းကင်ကနီရဲ၍ရေပြင်ကလည်းမဝူရတဝက်ပရမများတဝက်ရောနေသည်နေဝန်းသည်ပင်လေကိုခေါင်းခု၍အိတ်တော်မည်ဒီမှာအုပ်စီကိုကန်၍တဲတဲမဲမဲပိုက်ဖာနေစဉ်အတန်တန်ကြောင့်တန်ချောင်းနောက်သို့လှည့်ကြည့်မိသည်အနီရောင်တထွန်အင်ကြီးအနီရောင်လုံကြီးနှင့်အနီရောင်စီမီတောက်ပွင့်တပွင့်ကိုစီမြန်းထားသောခင်ကြီးတကိုယ်လုံးသည်ညီရဲနေသည်ဝင်လူစဲနေအောင်ကြောင့်အသားလဲပန်းလူတွေတောက်နေသည်တန်ချောင်းသည်ခင်ကြီးကိုရွှန်ဆာစိုက်ကြည့်နေသည်ဒီမှာရှင့်အမေကထမင်းစားခေါ်ခိုင်းလိုက်လို့မိုးချုပ်လာပြီလေတန်ချောင်းကအုပ်စီကိုလက်မချ၍ထားရင်ပြုံးကြည့်သည်ဘသူခူးပေးပါလဲဘယ်သိမလဲအမေခူးပေးမှာပေါ့ခင်ကြီးကမျက်စောင်းတစ်ချက်ထိုး၍ကြည်ရင်ပြန်ရန်လှဲ့သည်တန်ချောင်းကနောက်ကလိုက်လာသည်ခဏနေပါအောင်ခင်ကြီးကမရက်ရှေ့ကခတ်တုတ်သွားသည်ခင်ကြီးခဏနေပါအောင်ဒီတော့မှခင်ကြီးကရက်၍တမင်လေပြန်လှဲ့ကြည့်သည်ဘာလို့မလို့လဲဟိုတနေ့ကကိစ္စကိုစိတ်ဆိုးသုံးဝဲလားခင်ကြီးကမပြေဆက်လျှောက်သည်တန်ချောင်းကလည်းဘေးချင်းရှင်၍လျှောက်လာသည်ငါရင်ကနင့်ကိုစိတ်ဝင်စားအောင်ဒါပေမဲ့အဲ့ဒီနေရာတော့စိတ်ထဲကတမျိုးကြီးပဲငါဘာဖြစ်သွားမှမသိဘာဖြစ်ရမလဲခင်ကြီးကမျက်စောင်းထိုးသည်ငါ့ကိုစိတ်ဆိုးနေတော့မလားခင်ကြီးငါနင့်ကိုချစ်နေရကြပြီဒါပေမဲ့အစတုန်းကတော့နင့်ကိုချစ်နေမယ်ငါ့ကိုငါမသိဘူးအဲ့ဒီနေရာမှာစသည်ငါနင့်ကိုမမြင်ရတော့အလုပ်လုပ်ရတာလဲစိတ်မပါဘူးဒီတစ်ခါပင်လေသွားရင်ပင်လေထဲမှာရေနစ်သေးခဲ့ရင်လည်းကောင်းသားခင်ကြီးကတန်ချောင်းမျက်နှာကိုစက္ကနဲလှည့်ကြည့်လိုက်သည်တန်ချောင်းအပြောင်ပြက်ပြောနေခြင်းမဟုတ်သူ့မျက်နှာကလေးနက်တည်းအတွင်းကိုစောင်းနေသည်
တီးခဲ့ပါလားတကယ်လားခင်ကြီးတန်ကြောင်းကခင်ကြီးရှိကစီးရွယ်မေးသည်တကယ်ပေါ့ပင်လေရေနစ်သွားတေသွားလေအေးတာပေါ့ခင်ကြီးကပြောသည်စိတ်ထဲကတော့ပြုံးမိသည်နင်ငါ့ကိုစိတ်ဆိုးနေတော့မလားခင်ကြီးဟုတ်ပါတယ်နင်ငါ့ကိုစိတ်ဆိုးလို့ကိုနေ့ကပါးရိုက်သွားတာပေါ့အခုရောရိုက်အောင်မလားရိုက်ပြီတန်ကြောင်းကပါးကိုထိုးပေသည်အားလေတကယ်ရိုက်ခံခြင်းသေးလို့လားရိုက်ပါတန်ကြောင်းကကိုပါတစ်ချက်ရိုက်ရင်နှစ်ချက်ပြန်ရိုက်တတ်တဲ့ကောင်မျိုးဒါပေမဲ့နင့်ကိုတော့ငါလက်စားမချေပါဘူးနင်ရိုက်တော့ငါခံမယ်ရိုက်ပါတန်ကြောင်းကသူ့မျက်နှာကြီးကိုထိုးပေသည်တော့ပါလူရင်းမြင်ကုန်ပါမယ်မရိုက်ချင်ပါဘူးတကယ်မုန်းစရာကောင်းတယ်တကယ်မုန်းတယ်လားမုန်းတယ်မုန်းသည်ဆိုတော့လေခင်ကြီးမျက်နှာနဲ့မျက်လုံးများပြုံးနေသည်ဒီလောက်တော့တန်ကြောင်းနားလေသည်ထို့ကြောင့်တန်ကြောင်းသည်ခင်ကြီးဘားနှစ်ဖက်ကိုရုတ်တရက်နမ်းလိုက်သည်ဟိုလူရင်းမြင်ကုန်မယ်ဖဲပါတန်ကြောင်းကလွတ်လိုက်သည်ကဲရိုင်အောင်လေဒီဘက်ပါတော့ပါလာသွားမယ်နောက်ကြလို့မေဆူးနေတယ်ရှင်ကြီးကရှေ့ကစိုက်နဲ့ထွက်သွားတဲ့ဖြင့်တန်ကြောင်းနောက်ကလိုက်လာခဲ့သည်အိမ်ရောက်တော့မှောင်နေပြီဒီတစ်ခေါက်ပင်လေထွက်ရသည်ကိုတန်ကြောင်းပူပျော်သည်စိတ်ပေါ်ပါဖြတ်လက်သည်အလုံးလဲပူ၍တွင်သည်ကျဲသည်လို့ရန်ခယူးလှကလေးတွေကိုကောက်သည်ကျွန်းတကျွန်းရောက်တော့လဲပလဲလှလေးတွေတွေ့တဲ့ဖြင့်ခင်ကြီးနက်ကကွင်းရန်လှနှလုံးဝယ်ခဲ့သည်ပင်လေပြင်ကြီးထဲတွင်ငါးဖန်ရင်လဲသူနှင့်ခင်ကြီးတို့၏အနာဂတ်အိမ်တော်ကြီးကိုတိဆောက်ကြည့်သည်ဒီတစ်ခေါက်ပင်လေကပြန်တွင်ချစ်သူခင်ကြီးနှင့်ပြန်လဲဆုံတွေ့ရတဲ့ဖြင့်ဝမ်းသာတော့လဲတည်င်းစိုးတစ်ခုကြားရသည်တည်င်းကအမေဆုံးပြီဆိုသည့်တည်င်းဖြစ်သည်တန်ချောင်းတရက်ချောင်းသို့ပြန်ရသည်သူတို့လှုပ်ခဲ့ဘူးသည့်ခြံဝါကတဲကလေးမှာအမေဆုံးခြင်းဖြစ်သည်အမေအာတုဘကိုတန်ချောင်းပင်ချရသည်အမေ၏အကျွေး200ကျော်လောက်ဆက်ရသည်အမေအာတုဘက200ကျော်လောက်ကုန်သည်ဒီလုံးကတန်ချောင်းလက်တွင်ငွေတရားမဲ့သာရှိသည်ထို့ကြောင့်အသိုးဖြင့်ချေးရသည်တန်ချောင်းအမေအလောင်းကိုမမီလိုက်အမေသေးတော့တာဝန်ခံ၍အာတုဘချမိသူမရှိအရက်ကဝိုင်း၍တကြိုလိုက်ရသည်တန်ချောင်းကပြန်လာတော့အရက်ကတန်ချောင်းကိုပြုသူပြတဲ့ဖြင့်ကြည်ကြသည်အချင်းချင်းတီးတိုးစကားပြောကြသည်တန်ချောင်းကအကြောင်းကိုမစင်စားမိသူရောက်သည့်နေ့တွင်ဆရာဖုံးတော်ကြီးကိုဝတ်ပြုတော်မှာပြောပြတဲ့ဖြင့်တီးရခြင်းဖြစ်သည်တန်ချောင်းလားဆရာဖုံးတော်ကြီးကတန်ချောင်းကိုကြည့်၍မေးသည်သူ့အတန်အောင်မတုံအောင်တမင်ထိန်းထားရဟန်ရှိသည်တင်မဖေဟာဆရာဖုံးတော်ကြီးကအိဋ္ဌတရားအကြောင်းဟောသည်ထို့နောက်ဥပ္ပစီတေကရဲ့အကံအကြောင်းကိုဟောသည်ရန်ကိုရန်ချင်းမတုံနှင်းဖို့ဟောသည်တန်ချောင်းဆရာဖုံးတော်ကြီးတရားကိုနားမလဲဥပ္ပစီတကကံဆိုသည်မှာတပါးသူတက်၍တရားသည့်ကံကိုဆိုကြောင်းကိုတော့သိသည်ရန်ကိုရန်ချင်းမတုံနှင်းရဆိုတော့စကားကိုလည်းနားလေသည်သူ့ရာတွင်ဆရာတော်သည်မြည်သည့်အတိတ်ပဲဖြင့်ဒီစကားများကိုမိန်ကြားနေသည်ဒီအချက်ကိုတန်ချောင်းနားမလဲစိတ်ခိုင်ထားဆရာတော်ကတရားဓမ္မတို့ကိုတိုက်ကြွေးပြီးမှတန်ချောင်းအမိတရားပုံပြောပြသည်တန်ချောင်းအမိကအတီဆိုးသည်လက်နက်ကလူတစုကအရက်မူးလာကသူ့အမေကိုအာဓမပြုခြင်းကြိုးစားသည်တန်ချောင်းအမိသည်အကြောက်ကြောင့်ရွံ့ဖြင့်ဘုန်းကြီးကျောင်းသို့ပြေးလာသည်ဒီဖြစ်ပျက်ကိုဆရာတော်လည်းမြင်သည်ဆရာတော်ကဟန်သားသည်သူ့ရာတွင်ဆရာတော်နောက်ကျသွားပြီလက်နက်ကလူတစုသည်တန်ချောင်းအမိကိုဆွဲခေါ်သွားကြသည်နောက်တနေ့ကျတော့ရွာနှင့်ခလန်းလန်းတွင်တနက်တန်ရာများနှင့်တည်ဆုံးနေသောတန်ချောင်းအမိအလောင်းကိုတွေ့ရသည်ဒီတော့မှသူတို့ရွာလူများသူ့ကိုပြုသူပြတဲ့ကြည်ရသည့်အကြောင်းတန်ချောင်းနားလေသည်အမေမရှိသည်ကတရချောင်းတွင်တန်ချောင်းအဖို့တွေ့တာတရားမရှိတော့သူတို့တဲကလေးကိုလည်းငွေတရားနှင့်ရောင်းပြခဲ့သည်တရချောင်းကိုတန်ရောစဉ်ဖြတ်လိုက်ပြီနောက်ထပ်2ခေါက်လောက်ပင်လယ်ထွက်ပြီးနောက်မိုးကြလာတဲ့ဖြင့်တန်ချောင်းအလုံးမရှိတော့ခင်ကြီးတို့အဖေနှင့်အမေကသူတို့စီတွင်တမိုးခို၍အိမ်ကပိုက်ဖာလီဖာလုပ်ငန်းများကိုကူလုပ်ရန်ပြောသည်သူ့ရာတွင်တန်ချောင်းလက်မခံအတိုးတက်နေသောအကျွေးလေးများကိုဆက်ချင်သေးသည်အကျွေးရှင်းလည်းရင်ငွေလေးပါလေးစုပြီးခင်ကြီးကိုတောင်းရန်ယူခြင်းသည်ဇီးဖြူတောင်မာကသူ့အဖို့ဝင်ငွေမရှိခင်ကြီးတို့အိမ်တွင်လှုပ်ရှားကင်စားဖြစ်နေရမည်ဖြစ်၍ဝင်ငွေရသည်မမြင်ထို့ကြောင့်တန်ချောင်းတဝဲသို့ထွက်ခဲ့သည်တဝဲမှာအလုပ်ပေါ်သည်ပထမတော့နိုင်ရင်အောင်ဘက်သို့သွားကမှောင်ခိုကောင်အထမ်းလိုက်သည်တို့ရာတွင်တန်ချောင်းမပြောသူကစိတ်ဆက်သည်ဒီလိုမျိုးကရှုပ်ထွေးနဲ့ဆိုလျင်တနည်းမဟုတ်တနည်းပြဿနာတက်မည်ဒီထဲတွင်သူ့ကြောင့်မောင်ကိုပစ္စည်းတစ်ခုပျောက်တဲ့ဖြင့်အယော်ပေးခဲ့ရသေးသည်
အကျွေးဆက်ရန်ဆူထားသောငွေကလေးတွေကုန်သွားပြီထို့ကြောင့်တန်ချောင်းထိုလုတ်တွင်မပျော်ပိုက်ထိုများမကတန်ချောင်းပင်လေကိုလွမ်းသည်ကုန်းပေါ်မှနေရသည်ကိုကျဉ်ကျက်သည်ဟုထင်သည်လာစီမရှိသောပင်လေပြင်ကြီးတွေတွင်သွားရသလိုလွတ်လပ်ခြင်းမရှိဟုခံစားရသည်ထို့ကြောင့်တဝဲတန်ချောင်းတဝဲကပြန်လာကဆက်လီလိုက်သည်ပုံမှန်လိုက်ခြင်းမဟုတ်ခောက်ရည်နှင့်လိုက်ခြင်းဖြစ်သည်အားလျင်ဇီးပြူတောင်ဘက်ခင်ကြီးတို့ဘက်ဝင်သည်ဒီတစ်ခေါက်ဇီးပြူတောင်ရောက်တွင်တရင်ဆိုးတစ်ခုထပ်ကြားရသည်ထိုတရင်ကခင်ကြီးစစ်ဗိုလ်တယောက်နှင့်လက်ထပ်လိုက်ပြီးဟုဆိုသည်တန်ချောင်းသည်ခင်ကြီးအိမ်သို့မသွားတော့အဖော်ကောင်းသည်နှင့်အရက်ကိုမူးအောင်တောက်ကတညာအိမ်နေပြီးတဝဲသို့ပြန်လာခဲ့သည်ယခုတော့ဇီးပြူတောင်နဲ့လဲတန်ရောင်းစဉ်ပြက်ပြီဒီလိုနဲ့တဝဲရဆက်လီများတွင်ခြီကောက်ဖြင့်လိုက်ရင်းငွေငန်းဆက်လီပိုင်းရှင်ဥပရံနှင့်တွေ့သည်ဥပရံကတန်ချောင်းကိုခိုင်းအကဲခတ်သည်နွားတကောင်ကိုကောင်းခိုင်း၍ကောင်းမကောင်းအကဲခတ်တဲ့ကဲ့သို့တန်ချောင်းကိုလေ့လာသည်တန်ချောင်း၏ကျွမ်းကျင်မှုအလုပ်ကြိုးစားမှုနှင့်တန်ချောင်း၏ကာယဗလာတို့ကြည့်၍သူ့ဆက်လီတွင်အမြဲလိုက်ရန်ခေါ်သည်တန်ချောင်းကျွေးဆက်ရန်အတွက်လဲငွေ900ထုတ်ပေးသည်တို့ဖြင့်တန်ချောင်းသည်ငွေငန်းဆက်လီနှင့်မိတ်တို့၄កောက်ရောက်ခဲ့သည်သူ့ဆန်စားရဲမှဆိုသည့်အတိုင်းအလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့သည်တို့ရာတွင်ဥပရံကတန်ချောင်း၏ကြိုးသားမှုနှင့်ကြိုးသားမှုကိုခွင်ကောင်းယူသည်တန်ချောင်းအပေါ်တွင်အကျွေးရှိနေသည်ကိုလည်းခွင်ကောင်းယူသည်တချို့မောင်ကုန်လုပ်ငန်းများတွင်တန်ချောင်းကိုလူငါးအဖြစ်သုံးချသည်မိနောက်ဘက်ကကျွန်းစုများတွင်တခြားနိုင်ငံမှတိတ်တဆိတ်ဝင်ရောက်လာသောမောင်ကိုဆက်လီများစိုက်တတ်သည်ထိုကျွန်းများသို့တန်ချောင်းကိုဆေလွှတ်၍ပစ္စည်းအတင်ခိုင်းသည်စင်စစ်ဥပရံသည်တန်ချောင်းကိုတစားကန်ခိုင်းခြင်းများသာဖြစ်သည်ရဲရဖမ်းလျင်တန်ချောင်းဖမ်းခံရမည်ဥပရံကပစ္စည်းဆုံးရှုံးရုံကလွဲ၍ဘာမှမထိခိုက်မည်မဟုတ်နာမည်လည်းမပြတ်လူလည်းဒုက္ခမရဒီဘက်တွင်ပတ်စံရှိသူတို့ကဒီလိုလူငါးများနဲ့မှောင်ခိုလုပ်ကြသည်လူငါးများကိုတစားကန်ခိုင်းကြသည်တန်ချောင်းကပင်လယ်တွင်ပျော်တော်လဲဒီလိုကိစ္စမျိုးတိတ်မလုပ်ချင်းသူ့ဘာသာသူတန်ငါလှုပ်ရှားခြင်းသည်အသားစီးမရှိသောပင်လယ်ပြင်ကြီးထဲတွင်ကိုယ့်ဘာသာကိုလွတ်လွတ်လပ်လပ်လောက်ကင်စားခြင်းသည်မြည်သည့်အနှောင်ပွဲကိုမှမခံခြင်းတို့ရာတွင်ဥပရံ၏ကျွေးကြည်လျင်တော့ဒီတစ်ခေါက်ဆက်လီမလိုက်တော့တန်ငါလီသေးသေးလေးသင်းကိုဆက်တူဝဲကငါးဖမ်းထွက်မည်ဟုစိတ်ကူးထားသည်ယခုတစ်ကြိမ်သည်ဥပရံဆက်လီတွင်နောက်ဆုံးအခေါက်ဖြစ်သည်ဒီတစ်ခေါက်တွင်ယခုအဖြစ်မျိုးကြုံရခြင်းဖြစ်သည်ဥပရံကျွေးကြည်လျင်လေသင်းဝဲ၍ငါးဖမ်းထွက်အောင်မည်တို့ရာတွင်ခင်ကြီးတို့ဇီးပြူတောင်ဘက်ကိုမသွားကြတော့ခင်ကြီးကိုတန်ရောစဉ်ပြက်ပြီမိမဆိုဒီမှာအသေးနှလုံးကင်းမဲ့တော့တတဝါတစ်မျိုးဖြစ်သည်ဟုတန်ချောင်းဆွဲသွားပြီတကားလိုချိုသောစကားမျိုးကိုပြောတတ်၍တမာလိုခါသောစိတ်ထားရှိသည့်အထူးတတဝါတစ်မျိုးဟုတန်ချောင်းဆွဲသွားပြီအခုပြောသလိုပဲမိမတွေကပင်လေကြီးလိုပဲနားလေရခတ်တယ်မာယာများတယ်ခုငြိမ်နေပြီမဲ့ခဏကြာရင်မှုန်တိုင်းထမ်းလာတာတန်ချောင်းကပင်လေကြီးကိုငေးကြည့်ရင်သူ့ဇလန်းကိုအဆုံးတတ်သည်ဒါပေမဲ့ပင်လယ်ပြင်ကြီးဟာဘလောက်ပဲမာယာများများမင်းဟာပင်လယ်ပြင်ကြီးကိုချစ်တယ်ပင်လယ်မှာပျော်တတ်တယ်ဆိုတာတတိထားတော့တန်ချောင်းကကိုနနာစကားကိုနားမလည်တယ်လို့လှည့်ကြည့်သည်ကိုနနာကပြုံးသည်မိမဟာပင်လယ်လိုမာယာများတယ်အတိအခတ်တယ်လို့တို့ယောက်ျားတွေဘလို့ပဲပြောကြပေမဲ့တကယ်ကြတော့ဒီပင်လယ်ကြီးကိုပဲချစ်ပြီးဒီပင်လယ်ထဲမှာပဲကူးခတ်နေခြင်းကြရပါပဲကွာမဟုတ်ဘူးလားဟာဗျာကိုကလည်းတန်ချောင်းကရှက်ပြီးပြုံးသည်ကိုနနာစကားကိုသဘောပေါက်သွားဟန်ဖြင့်ညလုံးများကိုမေးကပင်လေကိုကြည့်နေသည်တကယ်တော့မိမတွေကတစ္ဆာမရှိတာမဟုတ်ပါဘူးကွာစနစ်ကတစ္ဆာမရှိတာပါငွေရှိသူနဲ့ငွေမရှိသူဂုံရှိသူနဲ့ဂုံမရှိသူရဲ့လို့ကွဲပြားနေသည်မြဒီလိုပဲတစ္ဆာမဲမှုတွေတစ္ဆာဖောက်မှုတွေလှည့်စားမှုတွေရှိနေအောင်ပါပါခင်ကြီးကပိုက်တကြီးသမီးရွာမှာလူချမ်းသာမင်းကပိုက်သမားဒီတော့ပိုက်တကြီးသမီးကပိုက်သမားကိုမချစ်တာတဘာဝကြပါတယ်ဘွာချင်းလူသားသားချင်းမှမတူကြပဲဘူးချစ်ဆိုတာဘလောက်ပဲဆွမ်းအားကြီးပဲလို့ပြောကြပေမဲ့လူသားသားဘဝကိုတော့မကြော်လွားနိုင်ပါဘူးတနာရှင်နဲ့ဆင်းရဲသားပစ္စည်းရှင်နဲ့ပစ္စည်းမဲ့ရဲလို့လူသားသားတွေရှိနေကြကာလပတ်လုံးအချစ်ဟာလဲဘဝတူလဲလူချင်းလူသားသားတူလဲလူချင်းချစ်တဲ့လူသားသားအချစ်ပဲရှိမှာပါကိုနနာကသူကြားဘူးနားဝရှိသည့်အချစ်ပြီးတမကိုပြောပြတယ်တန်ချောင်းနေခင်ကြီးတို့အချစ်နဲ့သူနဲ့တွေ့တို့ရဲ့အချစ်ကိုလည်းနှိုင်းရှင်စဉ်းစားမိသည်တန်ချောင်းလိုဇလန်း၌တန်ချောင်းကပိုက်သမားခင်ကြီးကပိုက်တကြီးသမီးသူနဲ့တွေ့တို့ဇလန်းမှာတော့သူတို့နှစ်ယောက်စလုံးဒီမြို့နေအလဲလက်တန်းစား
အောက်လွှာတွေကရုံးကန်လှုပ်ရှားနေရသူနှစ်ဦးတန်ချောင်းရေဟေ့တန်ချောင်းကိုနန္ဒာပြုတ်ကိုနန္ဒာကျက်သူရွေးကစာသဖြင့်အစာတောင်းလာပြီ